ကဲတို့ဘုရားလောင်းတော်ကြီးရွှေဟင်းသာမင်းဗာမင်းလဲရွှေဟင်းသာမင်းဖြစ်စဉ်ဘဝပါရမီတော်တကူအာနုဘော်တော်ကြောင့်ငါဘယ်ဘဝကလာတာတော့ဆိုတာကိုဘုရားလောင်းတော်ရွှေဟင်းသာမင်းသိတယ်တဲ့ပါရမီတော်ကြောင့်သိရတယ်အဲ့တော့သူ့ဘဝသူပြန်ရှင်ရင်ကြည့်လိုက်တဲ့အခါကျတော့ဘုရားလောင်းတော်ရွှေဟင်းသာမင်းကလူဘဝကနေလာတာဗေဒနတိပြီးမှသူ့ရဲ့ဇနီးတဲ့ရဲ့သူ့ရဲ့သမီး၃ယောက်ရဲ့ကျမ်းနေခဲ့တယ်တဲ့အဲ့ဒါဘုရားလောင်းတော်ရွှေဟင်းသာမင်းအဲ့ဒါသွားသိတဲ့အခါကျတော့ဩငါဇနီးနဲ့ငါသမီးတွေစင်စင်ရဲရဲနဲ့အသက်မွေးဝမ်းကြောင်းနေရတာပါလားငါသေးသွားတော့အိမ်တော်ဦးစီးသေးသွားတော့သူတို့မှလောက်ကိုက်စားတော့ရတာခက်ခဲတွေရှိတယ်အဲ့တော့ငါသမီးလေးတွေငါတတ်နိုင်တဲ့လောက်စောက်ရှောက်မယ်ထောက်ပံ့မယ်ဟဲ့ဆိုပြီးတော့သူဇနီးနဲ့သူ့သားသမီးတွေချွတ်ချွတ်ငဲ့ငဲ့နေရတာကိုတွေ့တော့မိဘရဲ့မေတ္တာအချစ်တန်ရောစင်တွေနဲ့ကြံရစ်ခဲ့တဲ့မိသားစုကိုကူညီမယ်လို့ဆုံးဖြတ်လိုက်တယ်ကူညီမယ်လို့ဆုံးဖြတ်လိုက်ပြီးတော့ဘုရားလောင်းတော်ဟင်းသာမင်းကြီးဟာလေသူဇနီးနဲ့သားသမီးတွေကိုမကြခင်အိမ်ခေါင်မိုးမှာဟင်းသာတစ်ကောင်ပြန်လာလိမ့်မယ်အဲ့ဒီဟင်းသာကရွှေဟင်းသာအဲ့ဒီရွှေဟင်းသာမင်းကမင်းတို့အိမ်ခေါင်မိုးပေါ်မှာတနေ့လျင်ရွှေဟင်းသာမင်းကြီးရဲ့ရွှေဟင်းသာအမွေအတောင်လေးတစ်တောင်ချပေးမယ်လို့အိမ်မက်အရှင်ပေးတယ်တဲ့အိမ်မက်ပေးပြီးတဲ့နောက်နေ့အလောင်းတော်ဟင်းသာမင်းကြီးကလူဘဝကနေခဲ့တဲ့အိမ်ခေါင်မိုးပေါ်မှာနားပြီးတော့ရွှေတောင်မှတစ်ခုကိုနေတိုင်းချပေးတယ်တဲ့ဇနီးနဲ့သမီးတွေမှာဝမ်းနဲ့ဝမ်းသာဖြစ်နေကြရတယ်မျိုးမတူဇာချသွားလေသူကြီးရဲ့အပြန်လမ်းမှာမျိုးမတူဇာချသွားလေသူကြီးရဲ့အပြန်လမ်းမှာပြန်တန်းအလားကိုကြည့်ပြီးတော့ရွှေရင်စို့ပြီးတော့ငိုကြရတယ်သမီးတွေကလည်းဝမ်းနေတယ်ပေါ့တနေ့တစ်ခုကြာလာတဲ့ရွှေတောင်ပန်တွေကိုထူခွဲရောင်းချပြီးတော့သူတို့မိသားစုတွေပြည်သားတွေစားရမှုတောက်ရမှုတွေအကုန်လုံးစီးပွားရေးတွေပြည့်စုံလာတယ်နေ့တိုင်းဘုရားလောင်းတော်ဟင်းသာမင်းကြီးကလည်းပဲမိဘတွေရဲ့မေတ္တာစိတ်နဲ့အိမ်ခေါင်မိုးပေါ်မှာရွှေတောင်မှတစ်ခုချပေးနေတယ်ငါတို့ရဲ့အဖေကျေးဇူးကြောင့်ငါတို့ဘဝအနှိမ်ခံဘဝကနေပြီးတော့တောက်ပါမော်ကြွားခွင့်ရခဲ့ပြီလို့သမီးတွေရဲ့စိတ်ထဲမှာအဲ့ဒီလိုဖြစ်နေပါဒါပေမဲ့မိသားတည်းသူတို့ပျော်မဆုံးမော်မဆုံးဖြစ်နေပြီးတော့အဲ့ဒီအပျော်တွေအဆုံးသတ်မဲ့နေကိုရောက်လာပါပြီအဲ့ဒီပျော်နေတဲ့အပျော်တွေအဆုံးသတ်မဲ့နေကိုရောက်လာပြီဘာကြောင့်တော့ပြီးတော့အတွေးမှားလို့အကြံမှားလို့ကျေးဇူးကမ်းလို့တဲ့သုံးခုဗျဘယ်နှခုလဲအတွေးမှားတယ်အကြံမှားတယ်ကျေးဇူးကမ်းတယ်အတွေးတွေမှားတယ်အကြံတွေမှားတယ်ကျေးဇူးကမ်းတယ်တနေ့တော့မိခင်ကြီးကသမီးတွေကိုခေါ်ပြီးတော့ပြောတယ်သမီးတို့မင်းတို့ရဲ့အဖေဟာဟင်းသာဆိုတော့တိရစ္ဆာန်ပဲတိရစ္ဆာန်ဆိုတာမောဟကြီးဆိုတဲ့မေတ္တာတဲ့အမျိုးပဲအခုတတိယလို့တို့မိသားစုကိုရွှေတောင်မှတနေ့တစ်ခုချပေးနေပေမဲ့လို့တနေ့ကြာရင်မေ့သွားရင်ဒါမှမဟုတ်အကြောင်းတစ်ခုခုကြောင့်ပြက်ကွက်ခဲ့ရင်တို့တော့ခက်ရတော့မယ်ကွယ်ဒီတော့နှက်ဖြစ်ကမင်းတို့အဖေရွှေဟင်းသာမင်းကြီးလာခဲ့ရင်သမီးတို့အဖေရွှေဟင်းသာမင်းကြီးလာခဲ့ရင်အဲ့ဒီဟင်းသာမင်းကြီးကိုဖမ်းကြသောဟင်းသာမင်းကြီးဖမ်းပြီးတော့ရွှေတောင်မှန်တွေအားလုံးကိုတို့ဝိုင်းနှုတ်မယ်တဲ့တထေးဖြစ်အောင်ကြံတာဘာဖြစ်အောင်ကြံတာတထေးဖြစ်အောင်လုပ်ကြစို့တထေးဖြစ်အောင်လုပ်ကြစို့အမေကအကြံပေးလိုက်ပါရောတထေးဆိုတဲ့အတန်ကဘေးသားတွေသမီးတွေရဲ့နားထဲမှာဆူညံသွားတယ်ငါတို့အဖေကြီးကတောင်းပန်နေအကုန်လုံးရရင်တော့တထေးဖြစ်ပြီလို့အဲ့ဒီလိုသမီးတွေရဲ့စိတ်ထဲမှာဖြစ်ပြီးတော့ဘေးသားတွေရွှေဟင်းသာမင်းပြန်အလာကိုသမီးတွေကစောက်ပြီရွှေတထေးဆိုတဲ့မောဟအမိုက်ကဖခင်ကြီးရဲ့ကျေးဇူးခုံကိုအဟုန်ပြင်းပြင်းနဲ့တိုက်ကြတော့မယ်ဒါနဲ့နောက်နေ့ကိုရောက်လာတယ်ဆိုလိုက်ကြအလောင်းတော်ဟင်းသာမင်းကြီးရဲ့ပြန်လာပုံကလည်းလေဒီနေ့ကြမှာလှနေလိုက်တာတယ်မပြောနဲ့တောင်ပန်လေးဝဲပြီးတော့တောင်ပန်ရှင်ရဲ့ဘေးသားတွေအပြန်လန်းကနောက်ဆုံးနေပဲဒီနေ့ဟာရွှေတောင်ပန်ရှင်ကသူ့ရဲ့နောက်ဆုံးနေ့ကိုမသိသလိုမသိဘူးလေဘုရားလောင်းတော်ကြီးကလည်း
ဒီလိုကြံမျိုးရှိမယ်ဆိုတာလေရွှေတောင်မှရှင်ဟာသူ့ရဲ့နောက်ဆုံးနေကိုမသိသလိုမျိုးနားနေကြအိမ်ခေါင်မိုးစုံမှာလှလှပပညင်းညင်းသားသားနဲ့နားခိုလိုက်ပါတယ်ခါတိုင်းနေ့မှာတော့ရွှေတောင်မှတစ်ခုပြုတ်ချပြီးတော့ပြန်မယ်ပေါ့သူစိတ်ကူကရွှေတောင်မှတစ်ခုဖြုတ်ချမလို့လှုပ်တုံးမှာသမီး3ယောက်ကအောက်ကနေပြီးတော့ဝိုင်းអော်တယ်အဖေသမီးတို့နားကိုပြန်လာခဲ့ပါအောင်သမီးတို့နားကိုပြန်လာခဲ့ပါဦးသမီးတို့အဖေကိုအစားတောင်များနဲ့ကျွေးမေးပါရစေယူရပါရစေအဲ့တော့အစားတောက်တွေနဲ့ကျွေးမေးပြီးတော့ပြုစုပါရစေစေရနာပါလို့မဟုတ်ဘူးဩငါသမီးလေးတွေငါသမီးလေးတွေမျိုးမတူဇာချဘဝကိုရောက်နေတာတောင်မှငါရဲ့ကျေးဇူးတရားကိုသိတတ်တဲ့တော်လိုက်တာငါရဲ့ကျေးဇူးတရားကိုတတိယပြီးတော့နှွေးနှွေးထွေးထွေးနေခြင်းကြမှာပဲခါတိုင်းနေငါမခေါ်ပါဘူးဒီနေ့မှထူးထူးဆန်းဆန်းကဲငါသမီးတွေရင်ဝင်နဲ့ငါနားမှာပဲလို့မေတ္တာကရုဏာကြီးမားစွာဖြင့်သမီးတွေရဲ့လက်တွင်းကိုညင်းညင်းသားသားနဲ့တက်ဆင်းလိုက်တယ်ဆိုရင်ပဲအသစ်ဆောက်အလစ်ချောင်းနေတဲ့မယားဟောင်းနဲ့ကျေးဇူးကမ်းတဲ့သမီးတွေဟာဟင်းသာမင်းကိုအတင်းဝိုင်းဖမ်းပြီးတော့အခန်းတွင်းကိုသွင်းလိုက်တယ်တဲ့အခန်းထဲထည့်လိုက်တယ်ဘယ်ထဲထည့်တယ်တကားပိတ်ထွက်ပြေးမှကြောက်အခန်းထဲကိုထည့်တကားပိတ်အမွေးတွေကိုပြေးသားတည်းတပင်ချင်းဘုရားလောင်းရွှေနာမင်းကြီးရဲ့ရွှေတောင်ပန်းတွေကိုနှုတ်ယူပါတယ်အရှင်လက်လက်ကွယ်အမွေးနှုတ်ခံနေရတာအတောင်ပြက်ခံနေရတာနာကျင်ခံရခက်ပေမဲ့လို့ရွှေဟင်းသာမင်းကြီးဟာယုံကံပြန်တန်းဖို့ကိုလည်းမကြိုးစားပါဘူးနားလေရခက်ချင်းအံ့ဩခြင်းဆိုတဲ့အကြည်တွေနဲ့မယားတဲ့သမီးတွေကိုငေးကြည့်ပြီးတော့မျက်ရည်ပလဲတို့ကခိုးတွဲပြီးတော့လာရပြီတဲ့။အော်သူတို့လေးတွေရဲ့ဘဝဆင်းရဲတဲ့ဘဝတွေကိုကဲတင်ပြီလို့ငါနီးနီးကကကဲတင်ပြီလို့ငါ့ကိုနီးနီးကကကျေးဇူးဆန်နေကြတာပါလား။ကျေးဇူးဆက်ပုံရင်ပါပဲကွယ်။ဘုရားလောင်းတော်ကြီးရဲ့စိတ်ထဲကကျေးဇူးဆက်ပုံရင်ပါပဲကွယ်လို့စိတ်မကောင်းဖြစ်နေရောကလွဲပြီးတော့ဘာမှမတတ်နိုင်တော့ဘူးတတ်နိုင်သေးရဲ့လားအဲ့ဒီတော့အမေလို့တဲ့ပုဂ္ဂိုလ်ကသမီးတို့ရေမြန်နှုတ်ဝါသမီးတို့ရေမြန်နှုတ်တဲ့အဲ့ဒီလိုတမွေးမှမကြံစည်တဲ့အကုန်တော့ရွှေတောင်ပန်းတွေကိုဘာတွေလဲမင်းသားအဲ့တမွေးမှမကြံစည်နဲ့မြန်နှုတ်လို့လောဘတန်ဒေါသတန်ဘာသာနေတော့လောဘတန်ဒေါသတန်နဲ့ညာတန်ပေးပြီးတော့တက်တက်ကြွနဲ့သားအမိ4ယောက်အာရအောင်ဝိုင်းပြီးတော့နှုတ်လိုက်တာပြေးတတ်တဲ့ရွှေအမွေးရွှေတောင်ပန်းတွေသူတို့လက်ထဲရောက်လဲရောက်သွားရောရွှေဟင်းသာမင်းရဲ့တောင်ပန်းတွေဟာပြေးတတ်တဲ့ပကတိဟင်းသားရဲ့အမွေးသွင်းကိုတမဟုတ်ချင်းပြောင်းလဲသွားရပြီတဲ့ရွှေတောင်ပန်းမဟုတ်တော့ဘူးတဲ့ဟုတ်သေးလားအေးရွှေတောင်ပန်းမဟုတ်တော့ဘူးရိုးခင်းသားမင်းရဲ့အမွေးတွေပဲဖြစ်သွားပြီကုသိုလ်ကံအကျိုးပေးသည်မှာအကုသိုလ်ကံကျိုးပေးကိုမအေနဲ့သမီး3ယောက်လှလှကြီးခံစားသွားရပြီရွှေတောင်ပန်းရှင်ကြီးရဲ့မေတ္တာတရားကိုသူတို့တွေတန်ဖိုးထားသလားအေးရွှေတောင်ပန်းရှင်ကြီးရဲ့မေတ္တာတရားကိုသူတို့တွေတန်ဖိုးမထားလို့မေတ္တာတရားခေါင်းပါပြီးကျေးဇူးကမ်းကြလို့တန်ဖိုးပြောင်းလဲသွားတာတဲ့တရားသဘောကပြောတာဘာကပြောတာမေတ္တာလည်းမမေ့ဘူးကျေးဇူးလည်းမကမ်းဘူးဆိုရင်ရွှေတောင်ပန်းဟာရွှေတောင်ပန်းပဲဖြစ်ရမယ်ဟုတ်တယ်မဟုတ်လားအဲဒီတော့မေတ္တာတရားခေါင်းပါပြီးတော့ကျေးဇူးကမ်းကြလို့ရွှေတောင်ပန်းတွေကရိုးဟင်းသားအမွေးကိုပဲပြောင်းလဲသွားပါတယ်အဲ့ဒါကိုယ်တွေ့ခံစားလိုက်ရတာပဲအမေနဲ့သမီးများရဲ့ဘဝမှာဆင်းရဲမွဲတရားမှာကံကောင်းအောင်ထောက်မှလို့ချမ်းသာလာခဲ့တော့လည်းပဲဘုရားကောင်းတော်ရွှေရင်သာမင်းကြီးရဲ့မေတ္တာနဲ့ကျေးဇူးတရားကိုပြင်မစော်ကားပြီးလို့ဆင်းရဲတဲ့ဘဝကိုပြန်ပြီးတော့ရောက်ကြရပါတယ်နလန်ပြန်ပြီးတော့မထူနိုင်ဘူးပြန်ထူနိုင်သေးလားဒါကြောင့်မို့လို့ကျေးဇူးတရားကိုမသိတတ်သူကျေးဇူးကံသူတို့ရဲ့အပြန်လန်းဟာဒီတိုင်းပါပဲလို့မိဘရဲ့ကျေးဇူးတရားကိုမသိတတ်တဲ့သူဟာချမ်းသာလဲပဲတခဏပဲတဲ့ချမ်းသာလဲအကြာကြီးလားခဏလားခဏပဲဆိုတာတို့ဘုရားလောင်းတော်ကြီးရွှေဟင်းသာမင်းရဲ့ဇတ်တော်မှာပြန်ပြီးတော့ဒုပိတ္တပေါင်းသူတော်ကောင်းတို့စဉ်းစားကြတော့